ချို့အရာတွေမှာပေါ့နော်ပုံသေးသတ်မှတ်ထားတဲ့အရာမျိုးပုံသေးဆွဲကင်ထားတဲ့ဟာမျိုးဆိုမှားတတ်ပါတယ်အဲ့တော့နားလည်အောင်ပြောပြရမယ်ဆိုရင်အရက်ထဲမှာပေါ့နော်လူအများကဘယ်လိုတိကြလဲဆိုရင်အသက်လမ်းကြောင်းတူရင်အတက်တူတယ်ပေါ့အသက်လမ်းကြောင်းရှင်ရင်အသက်ရှိတယ်ဒါပြည့်စုံတဲ့မှန်ကန်တဲ့အကြောင်းအရာတစ်ခုတော့မဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့အသက်လမ်းကြောင်းတူလေးနဲ့အသက်80ကျော်90ကျော်ဒီဆရာမအများကြီးတွေ့ဘူးတယ်ကိုယ့်ပတ်ဝန်းကျင်မှာလည်းကိုယ်တတိထားပြီးကြည့်ပါတချို့ဆိုလို့ရှိရင်လည်းအသက်လမ်းကြောင်းအရှိဒါပေမဲ့ငငယ်ရွယ်ရွယ်နဲ့ဆုံးပါကြတာတွေအများကြီးပါပဲဒါတော့အသက်လမ်းကြောင်းရှည်ခြင်းမရှိခြင်းဟာဒီလူတယောက်ရဲ့တက်တန်တူခြင်းမတူခြင်းနဲ့ဓာတ်ရိုက်ကြီးတက်ဆိုင်တာမျိုးမဟုတ်ဘူးအဲ့ဒီတစ်ခုတည်းမဟုတ်ဘူးเนาะတခြားအကြောင်းအရာတွေကိုပါဖြည့်ဆည်းပြီးကြည့်ရပါတယ်ကိုကဒီတစ်ခုတည်းကိုပဲကြည့်ပြီးဒီတစ်ခုတည်းကိုပဲကောက်ချက်ချတယ်ဆိုလို့ရှိရင်မှားတတ်ပါတယ်ဒါကနမူနာပြောပြတာပေါ့เนาะတခြားအရာတွေလည်းအများကြီးပဲကိုမှဒါပါတယ်ဒါပေမဲ့ဒီအကျိုးမခံစားရဘူးဒါပါတယ်ဒါပေမဲ့ဒီအကျိုးခံစားရတယ်စသဖြင့်ပေါ့နော်ဒါတွေအများကြီးရှိပါတယ်ပညာရဲ့တစ်ခုကိုဘယ်တော့မှဆိုပေါ့နော်အပေါ်ယံလေးကြီးလို့မရပါဘူးအထဲဘက်မှာနှက်ဆိုင်တာတွေအများကြီးရှိပါတယ်ဒါကဒီလက္ခဏာပညာရမှာမဟုတ်ဘူးเนาะတခြားဆေးပညာအင်ဂျင်နီယာပညာတွေနောက်တခြားတော့ပညာရက်တွေမှာလည်းအဲ့ဒီအတိုင်းပါပဲအဲ့တော့ကိုကတိတိကျကျလေးပေါ့နော်ပညာရက်တစ်ခုကိုနက်တိမှနည်းနားလဲမှသူကကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေသုံးသက်ချက်တွေကမှန်လာတာပဲဖြစ်မှာပါเนาะနည်းနည်းလေးပဲတည်ပြီးတော့ဒါကဒီဟာပါဆိုရင်ကိုကကိုယ့်ရဲ့သုံးသက်ချက်တွေအများကြီးလိုပါသေးတယ်ဒါလေးကိုဆရာမကပြောပြတာပါဘယ်အရာမှမဆိုတစ်ခုတည်းတစ်မျိုးတည်းကိုပဲပေါ့နော်လုံးဝတရက်တည်ဆွဲကင်တာမျိုးကမှန်ကန်တဲ့အမြင်ကိုမရစေပါဘူးเนาะအဲ့တော့ဒါလေးကလိုအပ်မယ်ထင်လို့ဆရာမပြောပြတာပါဒါလေးကို sharing လုပ်ပေးတာပါဆရာမတော့ဒေါက်တာဖြူဖြူတွင်ပါဆရာမထပ်ပြောပါတယ် MBBS ဒေါက်တာပါဘာဖြစ်လို့လဲဆိုတော့ဆရာမကိုလာမေးကြလို့ပေါ့နော်ဆရာမလက္ခဏာနဲ့ PhD ယူထားတာမဟုတ်ဘူး MBBS ဒေါက်တာပါငကူကလေးဒေါက်တာပါဒီဘက်လိုင်းကနောက်မှရောက်လာတာပေါ့လေ